ကမ္ဘာအကျော်ကြားဆုံးကိုကာကိုလာချိုရဲ့သမိုင်းကြောင့်ကိုကာကိုလာဟာမြန်မာနိုင်ငံသားမကပဲနိုင်ငံပေါင်း200ကျော်မှာပါတောက်သုံးလျက်ရှိကြပြီးတနေ့ကိုတန်ပေါင်းများစွာသောတောက်သုံးမှုကိုရရှိနေတဲ့ကမ္ဘာအကျော်ကြားဆုံးအချိုရည်တစ်ခုလည်းဖြစ်ပါတယ်ကိုကာကိုလာကို1886ခုနှစ်အမေရိကန်ဆေးဝါးပညာရှင်ဂျွန် F. Pemberton ကစတင်ထုတ်လုပ်ခဲ့ပြီးကိုလာအိုးနဲ့ကိုလာသီးမှထုတ်လုပ်ထားတဲ့အားဖြည့်အချိုရည်အဖြစ်စတင်ထုတ်လုပ်ခဲ့ပါတယ်စတင်ထုတ်လုပ်ချိန်ကကိုလာတပူကိုအမေရိကန်ဒေါ်လာ9 ဆင့်နဲ့ရောင်းချခဲ့ပါတယ်။စတင်ထုတ်လုပ်ချိန်ကကိုကင်းပါဝင်ခဲ့ပြီး1903ခုနှစ်မှာပဲဖယ်ရှားခဲ့ပါတယ်။ကိုကာကိုလာဟာဘယ်လောက်ထိတောက်သုံးသူများလဲဆိုရင်တစ်စက္ကန့်ကိုကိုကာကိုလာဘူးရေ1000ကျော်ထိရောင်းချနေရဆဲပဲဖြစ်ပါတယ်ခင်ဗျာ။